skincare industry ကနေပြီးတော့ဘယ်သူမှမပြောတဲ့လှုပ်ဝက်ချက်၅ချက်အကြောင်းပြပြမယ်5 spray sunscreen လေးသုံးကြလားမသိဘူး spray sunscreen လေးရလေတကယ်တော့သုံးရလို့ရစကူတိုင်းလည်းသုံးတယ်ဒါပေမဲ့လေ spray sunscreen လေးတွေကိုသုံးလို့ရှင်သတိထားဖို့လိုတယ်သိလားကွာမျက်နှာပေါ်ပဲသုံးဒီခန္ဓာကိုယ်ပဲသုံးပေါ့နော်ကိုယ့်ရဲ့နှာခေါင်းနဲ့ဝင်ဖို့အတွက်အရန်လွယ်တယ်အဲ့တော့အဲ့ကနေပြီးတော့ကိုယ့်ရဲ့အဆုတ်ထဲသွေးကြောတွေအထီကိုဒီ chemical sunscreen ပဲဖြစ်စေ physical sunscreen ပဲဖြစ်စေဒီကပါဝင်တဲ့ chemicals တွေကကိုယ့်ခန္ဓာကိုယ်ရဲ့ကိုရောက်ဖို့အတွက်အရန်ကိုအလွယ်ကူဆုံးကုန်ပစ္စည်းဖြစ်တယ် FDA ကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်လေးကိုလေးလာပြီးတော့သူတို့တွေ issue တွေလုံးနေကြတဲ့ဥစ္စာတွေရှိတယ်ဒီ spray sunscreen နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ personally သုံးမလားဆိုတော့ခန္ဓာကိုယ်အတွက်သုံးတယ်မျက်နှာအတွက်လည်းမသုံးတော့မဟုတ်ဘူးပေါ့နော်အရန်ကိုလွယ်ကူတဲ့အတွက်ဆိုသုံးတယ်သို့တော့ကိုကဒါပြောလိုက်လို့ spray sunscreen ကိုပြစ်စီရတော့မလို့ပေါ့နော်သတိလေးထားပြီးတော့ကိုယ်နှာခေါင်းသေးစားလေးပိတ်ပြီးတော့မှသုံးဖို့အတွက်ကိုပြောချင်တယ် Number 4 unscented product နဲ့ fragrance free product ရဲ့ကွာခြားချက် unscented ဆိုတဲ့အခါမှာဒါအနံ့နေမထည့်ထားဘူးအဲ့လိုမျိုးနဲ့ဝေထားတယ်ဟုတ်ဒါပေမဲ့ unscented ဆိုတာက fragrance free မဟုတ်ပါဘူးသူက unscented ဆိုတာလေရှိတဲ့အနံ့ဒီ chemical တော်တော်များများမှာအနံ့လေးရှိရပေါ့နော်အဲ့ဒါရတော်တော်များမကြိုက်ကြတဲ့အနံ့လေးအဲ့အနံ့ဆိုးပဲဆိုပါဆိုအဲ့အနံ့ဆိုးကိုဖုံးဖို့အတွက်ကို masking fragrance ဆိုတဲ့ chemicals ကိုထည့်ထားတာဖြစ်တယ်ဒါကြောင့်ကိုကလုံးဝအနံ့ကိုမပါစေချင်ဘူးဆိုရင် fragrance free ဆိုပြီးရေးထားတဲ့ကုန်ပစ္စည်းကိုပဲဝယ်ဖို့အတွက်ကိုပြောချင်ပါတယ် Number 3အသက်50ကျော်ရင် powder တွေဘာလို့ပို့ပြီးသတိထားဖို့လိုအပ်လဲဒါကတော့အနေရှိလို့မရှိလို့နဲ့မဆိုင်ဘူးအသက်50ကျော်ပြီးကိုကအစီကလည်းမပြန်ဘူးဆိုလို့ရှင်တော့ powder မသုံးနဲ့နည်းနည်းပို့ပြီးရုပ်ရှင်နဲ့ခံစားရတယ်ပေါ့နော် makeup ခံတာမခံတာကတော့ makeup မျိုးစားနဲ့လည်းဆိုင်တယ်ပြီးတော့ makeup ရဲ့ hydration ဘယ်လောက်ပြီးရဲ့ဆိုတဲ့ပုံမူတည်အတွက် makeup လိမ့်တဲ့ခါမှာ powder သုံးတာမသုံးတာလောက်ထိကိုဒီစကားပြောပြီးသွားမှာမဟုတ်ဘူးသို့တော့ကိုကအစာကလေးက dry skin ဖြစ်နေတဲ့အမျိုးသမီးဆိုလို့ရှိရင် powder ရလေဒီအရေးချောင်းလေးတွေနည်းနည်းဝင်ပြီးတော့လေအမွှေးနုလေးမှာကတ်နေတဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့အသက်ကြီးတယ်ရုပ်ရှင်တယ်ဆိုတော့အမြင်ကိုရစေရပေါ့နော်ဒါကလည်း setting spray ကောင်းကောင်းနဲ့ပြန်ပြီးတော့ဖြန့်နေ blend လုပ်တယ်ဆိုရင်လည်းအစင်တော့ပြည့်တယ်သို့တော့ skin ကအစာကလေးကအစီပိုင်းလေးပြန်နေရမဟုတ်ဘူးဆိုရင်တော့ powder မလိမ့်လဲပိုကောင်းမယ်လို့စုကတော့ personally မြင်တယ်ပေါ့နော်နံပါတ် 2 hair smoothing treatment လေးမှာလေမြင်ရတတ်တဲ့နောက်ွယ်အကြောင်းအရာကိုပြောချင်တာစပင်လေးကိုလုံးဝနူးညံ့သွားရဲဆိုတော့ treatment လေးပေါ့ Brazilian blow dry တို့ဒါမှမဟုတ်လို့ရှိရင် keratin လိုမျိုး hair treatment လေးစလုံးမှာလုပ်ကြရဟုတ်စလုံးမှာလုပ်ရင်ဒီ treatment လေးမှာလေအများစုကပေါ့နော် formaldehyde လို့ခေါ်တဲ့အနေရှိရဲ့ chemical တစ်မျိုးပါဝင်နေတတ်ကြတယ်အဲ့ဒီ chemical ကကင်ဆာနဲ့ဆက်ဆက်မှုရှိရဆိုပြီးတွေ့ရှိထားတယ်ပိုဆိုးတာ2017ခုနှစ်တုန်းက OSHA ရဲ့လေးလာတွေ့ရှိမှုအရ formaldehyde free ဆိုတဲ့ formula နဲ့သုံးတယ်ဆိုရင်တော့မှအပူပေးတဲ့အချိန်မှာလေ formaldehyde gas က stay ပေါ့နော်ဆက်ပြီးတော့ထုတ်လွှင့်နေတာကိုသွားပြီးတော့တွေ့ရတတ်တယ်တဲ့နောက်ထပ်နံပါတ်1လုံးဝတော်တော်များများလဲဒါကိုအငင်းပွားလိုက်မယ် wrinkles လေးလုံးဝပျောက်ပေးရဆိုတဲ့ cream မရှိပါဘူး skin care ရဲ့ဒီ industry အကြီးဆုံးပေါ့နော်ဒီကလုံးဝပျောက်ကင်းအောင်လုပ်တယ်ဆိုတာမရှိဘူးသူက wrinkles လေးကိုလက်တလုံးမှာမမြင်အောင်ဒီပေါ့ plump ဖြစ်သွားအောင်မျက်နှာလေးဖူးဖူးဖောင်းဖောင်းလေးဖြစ်သွားအောင်လုပ်လို့ရတာရှိရ retinol တို့ဘာတို့သုံးပြီးတော့ဒါပေမဲ့လေသူကနေပြီးတော့wrinkles တွေလုံးဝပျောက်အောင်လုပ်ဖို့ဆိုတဲ့ဥစ္စာတော်တော်ကိုခက်တယ်အထူးသဖြင့် cream တို့ဒီ skin care ကကြတော့ခုနပြောလို့ retinol ဆိုမျက်နှာလေးဖောင်းဖောင်းတင်းတင်းလေးဖြစ်တဲ့ကမှဒီ wrinkles လေးကိုကြည့်လိုက်ရင် visible မဖြစ်ဘဲနဲ့သက်သာတဲ့အချိန်အတိုင်းတာတစ်ခုလေးပေါ့နော်အထူးသဖြင့်သုံးနေတဲ့အချိန်ပေါ့အဲ့လိုဒီသက်သာနိုင်တယ်အဲ့လို treatment ဆိုရင်တော့သူက clinical treatment နေဆိုရင်တော့ပို့ပြီးတော့သက်သာကောင်းသက်သာနိုင်တယ်ပေါ့နော်အဲ့တော့က false hope တွေမဖြစ်အောင်လို့ industry မှာသိပြီးမပြောတဲ့၅ချက်ကိုစုဝမျှဝေပေးလိုက်ပါတယ်